ဒီနေ့ကျွန်တော်ပြောချင်တာကကျွန်တော် Gmail account ဖွင့်ပြီးပေါ့ Gmail account ကျွန်တော်ဘယ်လိုဖွင့်ရမလဲဆိုတာလေးကျွန်တော်ပြောချင်ပါတယ်။ Gmail account ကကျွန်တော်တို့ဘာတွေသုံးလို့ရလဲဆိုတော့ကျွန်တော်ခုနောက်ပိုင်းခေတ်စားနေတဲ့ကျွန်တော်တို့ပတ်စံရတဲ့ gain တွေပေါ့ပတ်စံရတဲ့ gain တွေပါအတွက်ဆိုလဲလိုတယ်အဲကြောင့်မို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ Gmail ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းတိုင်းမှာပေါ့ဒီ Gmail ဆိုတဲ့ software တွေတော်များများဖုန်းတိုင်းမှာပါပါတယ်Gmail ဆိုတဲ့ software လေးပါတယ်ဒီ Gmail ပါဆိုကျွန်တော်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီတောင်းမှာကျွန်တော်တို့ဒီ Gmail ဖွင့်ထားတဲ့ဟာလေးပေါ့အဲ့မှာ channel နဲ့နှိပ်ပြီးသွားရင်ကျွန်တော်ဒီအောက်ဆုံးမှာအနာတာအကောင့်ဆိုတဲ့ဟာလေးရှိအဲ့လေးနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီအပေါ်ဆုံးက Google ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်ခဏစောင့်ပါဒါဆိုရင်ကျွန်တော်ဒီဖုန်းကိုကျွန်တော်လက်ပွေနဲ့ခတ်ထားတယ်ပြီးလို့ရှိရင်ဒီက use pin ဆိုတဲ့ဟာလေးကိုရှိတယ်use pin ဆိုတဲ့ဟာလည်းဒီ password နဲ့ပေါ့ဖုန်း password screen password ပေါ့အဲ့ဒါလည်းဖွင့်လို့ရတယ်ဒီလောက်ပွင့်နဲ့လည်းဖွင့်လို့ရတယ်ကိုကြိုက်တာလည်းဖွင့်လို့ရတယ် verify လုပ်ခိုင်းတာပေါ့ကိုရ verify လုပ်ခိုင်းတာ verify လုပ်ပြီးတော့ရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီ create account ကိုက Gmail အသစ် account တစ်ခုပေါ်မှာဆိုတော့ create account လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီ form my personal use ဆိုတာလေးကိုနှိပ်ပြီးပါနှိပ်ပြီးတော့ကျွန်တော်ဒီနေရာမှာကျွန်တော်တို့နာမည်ကြိုက်တာရွေးလို့ရတယ်ကျွန်တော်တို့ကတော့ဒီမောင်ကောင်းပေါ့ကျွန်တော်အဆင်ပြေရွေးလို့ရပါတယ်မောင်ကောင်းပေါ့မောင်ကောင်းနေပြီး next နေပါနေပြီးတော့ကျွန်တော်ဒီလာမှာကျွန်တော်ကြိုက်တာရွေးပေါ့နော်ကြိုက်တဲ့ဟာရွေးပါရွေးပြီးတော့ဒီရွေးတဲ့နေရာမှာကျွန်တော်ဒီရီးရနေရာမှာကျွန်တော်ဒီအခု2025နေပြီးတော့ရှေ့တက်ကြ18နှစ်နော်18နှစ်ထက်ကျော်လဲရတယ်18နှစ်ပေါ့ကောင်းတာတော့ကျွန်တော်တို့ဒီ181900နေပြီးတော့2000နီးပါးအဲ့လောက်ခုနှစ်လေးထည့်တာတော့ပိုကောင်းတယ်ဗျ1900ကျော်လောက်ကနေ2000မဟုတ်2000အဲ့လောက်ကျော်အဲ့2000လောက်ပေါ့အဲ့လောက်ထည့်တာပိုကောင်းတယ်ခုနှစ်ကအဲ့ဆို18နှစ်ပြည့်ဝင်နေဗျာနော်အဲ့တဲ့ရှေ့တာနဲ့ထည့်ရင်ကြလဲအဲ့ချင်းကနီးပညာတွေပါတိတ်မကြေပြန်သေးတော့အဲ့လိုသဘောကျွန်တော်ကအဲ့လိုတွေးတယ်ဗျအဲကြောင့်1900ကျော်လောက်ကနေ2000နီးပါးလောက်အဲ့လောက်ခုနှစ်လေးထည့်ရပို့ဆင်းပြီးတယ်အထည့်ပြီးတော့ကျွန်တော်တို့ဒီ gender ဆိုတဲ့နေရာမှာကျွန်တော်တို့က male ဆိုတဲ့အနေနဲ့ယောက်ျားလေးဆို male မိန်းကလေးဆို female ပေါ့ဗျာနော်အဲ့ဒါလေးကိုရွေးပြီးတော့ကျွန်တော်တို့ next တော့နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီနေရာမှာမောင်ကောင်းဆိုတဲ့ဟာနဲ့ဖွင့်ထားတော့ဒါကတော့ကြိုက်တာထည့်လို့ရကိုကြည့်မင်းနာမည်နော်ကြိုက်တာထည့်လို့ရမောင်ကောင်းပေါ့ဗျာဟိုမှာမောင်ကောင်းဒီသုံးလုံးထည့်ပြီးတော့1 2 2ဒါအဲ့လိုလေးပေါ့ကနန်းလေးရောထည့်ပြီးရတယ်ရှေ့ကကနန်းလေးတော့ရှစ်လုံး9လုံးလောက်ပေါ့အဲ့လိုလေးရောထည့်ပြီးရတယ်ကနန်းလေးပါထည့်ပြီးလိုက်ထည့်ပြီးတော့ကျွန်တော် next ကိုနှိပ်ပါနှိပ်ပြီးတော့ဒီမှာ password ကကိုကြိုက်တာထည့်လို့ရတယ် password ကကိုကြိုက်တာထည့်လို့ရတယ်နန်းတော့ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ password ကဘာမှမဖြစ်ကိုကြိုက်တာထည့်ပြီးတော့ကျွန်တော်ဒီ show password ကိုနှိပ်ပြီးတော့ screenshot လေးရတယ်ဒီလေးကို password ကိုမဖြစ်အောင်မမေ့အောင် screenshot လေးရိုက်ပြီးတော့ကျွန်တော်တို့ next ဆိုတဲ့လေးနှိပ်ပါနှိပ်ပြီးတော့ကျွန်တော်ဒါဆိုရင်ကျွန်တော်အဆင်ပြေပြီဒါဆိုရင်ကျွန်တော်တို့ Gmail account ဖွင့်လို့ရပြီနော်Gmail account ပွင့်ပြီပေါ့ဗျာဒီနေရာမှာခုနကလိုကျွန်တော် password ထည့်ပြီးတော့ next ဆိုတဲ့နေရာမှာတော့ခါလေးကျကျွန်တော်တို့ဖုန်းနံပါတ်တောင်းတယ်ဖုန်းနံပါတ်တောင်းတယ်ဆိုတော့ဘာလို့တောင်းလဲဆိုတော့ကျွန်တော်တို့ဒီဗျာဒီဖုန်းတစ်လုံးမှာ Gmail ကခဏတိုင်းဖွင့်ထားတဲ့ဖုန်းပေါ့ခဏတိုင်း Gmail ဖွင့်ထားတဲ့ဖုန်းလို့ပါလို့ဆိုလို့ရှိရင်သူကခုနောက်ပိုင်း system ရသူကဖုန်းနံပါတ်တောင်းတယ်ဖုန်းနံပါတ်တောင်းလို့ရှိရင်ဖုန်းနံပါတ်ထည့်လိုက်လို့ရှိရင်ဖုန်းနံပါတ်ကခါလေးရွေးတယ်ဗျဖုန်းနံပါတ်ရွေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုမဖွင့်နဲ့တော့နော်တခါလေးလက်ဆင်ပြေတယ်ဖုန်းနံပါတ်ကကိုထည့်လိုက်တဲ့ဖုန်းနံပါတ်ကသုံးပြီးသားဖုန်းနံပါတ်ဆိုလည်းမရဘူးပြီးတော့ဖုန်းနံပါတ်ကတချို့ဖုန်းနံပါတ်တွေဆိုတော့လက်မခံဘူးနော်အဆင်မပြေဘူးအဲကြတော့ကျွန်တော်တို့အဲ့လိုမျိုးဖုန်းနံပါတ်တောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ထားလိုက်ဥပမာမနက်ကဒီမေးဖွင့်နေဗျာမနက်ပိုင်းကျွန်တော်ဒီမေးဖွင့်နေဆိုရင်အဲ့လိုမျိုးဖုန်းနံပါတ်တောင်းနေဆိုညနေခင်းတော့မှတစ်ခါထပ်ဖွင့်လိုက်နော်အဲ့လိုမျိုးလေးဖြစ်ရမှာ password တောင်း password ထည့်ပြီးတော့ရှင်ဆိုဒီလို next လို့ဒီလိုလေးကျွန်တော်အခုဒီစာမျက်နှာလို့မပေါ်ဘူးဆိုရင်ပေါ့မပေါ်ဘူးဆိုရင်အဲ့လိုမျိုးလေးစောင့်ပေးလိုက်
ဒါလို့ညနေခင်းတော့မများဘူးဆိုနောက်1ရက်လောက်ဆောင်ပေးလိုက်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးအဆင်ပြေတယ်ကျွန်တော်တို့အဲ့ဒီတိုင်းလောက်တာပဲကျွန်တော်အဲ့ဒီတိုင်းလောက်တာပဲအဲ့လိုအဆင်ပြေတယ်ဗျအဲ့ဆိုလို့ရှိရင်ကျွန်တော်ဆက်သွားလိုက်မယ်ကျွန်တော်တရားကို next နှိပ်ပါနှိပ်ပြီးတော့ရင်ကျွန်တော်ဒီအောက်ကိုဆွဲပြီး I agree ဆိုတာလေးနှိပ်ပြီးလိုက်နှိပ်ပြီးတော့ရင်ကျွန်တော်ခဏဆောင်ပါအပေါ်မှာ loading လေးဆွဲနေခဏဆောင်ပါခဏလေးဆောင်ပြီးတော့ကျွန်တော်ရပြီဒါဆို Gmail account တစ်ခုရသွားပြီဒါဆိုကျွန်တော်ဒီအောက်ဆုံးမှာကျွန်တော်ခုနဖွင့်ရဟာ Gmail account တခုGmail account နဲ့ကျွန်တော်ဗာလုပ်လို့ရတယ်ဆိုကျွန်တော် TikTok ဖွင့်လို့ရတယ် Facebook တွေဖွင့်လို့ရတယ်ကျွန်တော်ခုနပြောလို့ပဲကျွန်တော်တို့ဒီ game တွေပေါ့နော် game တွေဖွင့်လို့ရတယ် game တွေဆိုမဲ့တော့တချို့ကျတော့ကျွန်တော်တို့ဒီပေါ့ဒီမြန်မာနိုင်ငံမှာသုံးလို့မရတဲ့ game တွေရှိတယ်အဲ့လို game တွေကြကျွန်တော်တို့ကဒီနိုင်ငံပြောင်းပြီးမှဖွင့်လို့ရတယ်နိုင်ငံပြောင်းပြီးဖွင့်ရတဲ့ Gmail တွေရှိတယ်လိုအပ်တဲ့ Gmail နိုင်ငံပြောင်းပြီးဖွင့်တဲ့ Gmail တွေလိုအပ်တဲ့ VPN ချိန်ပြီးတော့ပေါ့နော်အဲ့ဒါတွေရကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်တင်ပေးပါမယ်ကျွန်တော်အခုလောဆယ်ကျွန်တော်ဒီဟာတော့ကျွန်တော်တို့ Gmail account ပေါ့နော်ဖွင့်ပြီးပေါ့အဲ့ဒါလေးကျွန်တော်မျှဝေပေးတာပါအားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးအဆင်ပြေကြတယ်ဆိုရင်ကျွန်တော်ဒီຢာလေးကိုကျွန်တော် like share လေးနဲ့ subscribe လေးနှိပ်ပေးပါအောင်ကူညီပေးပါအောင်ဗျဟုတ်အားလုံးကျေးဇူးတင်ပါတယ်